အားလုံးပဲမင်္ဂလာပါတော့ကင်း channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့TikTok မှာဟောဖြစ်နေတဲ့ဗီဒီယိုလေးတွေကိုကျွန်တော်နဲ့အတူတူကြည့်လိုက်ကြရအောင်ဒီနေ့ငလင်လောက်တော့အေးကြီးမှာရမောင်ပြောလောက်တော့မရင်မခေါ်လိုက်ဘူးဒီနေ့ငလင်လောက်တော့အေးကြီးမှာရမောင်ပြောလောက်တော့မရင်မခေါ်လိုက်ဘူးအေးကြီးမှာဆိုရဲဒီမှာလေးအခုငလင်လောက်တဲ့အထင်းမှာအညီမလေးရဲ့အိမ်အညီမလေးရဲ့အဖေတွေအမေတွေညီကိုမောင်နှမဆွေမျိုးတွေပေါ့မပါဘူးမို့လားအဲ့လိုမပါတော့အညီမလေးကပြုံးနိုင်တော့ပေါ့အကိုတခုပြောပြမယ်ဖြစ်စေခြင်းနဲ့ဆန္ဒမျိုးနဲ့အကိုပြောခြင်းမဟုတ်ဘူးနော်အခုလိုဒုက္ခမျိုးတွေအညီမလေးရဲ့မိသားစုအဖေတွေအမေတွေညီကိုမောင်နှမတွေဆွေမျိုးတွေပေါ့နော်ကြုံလာခဲ့ရင်အခုလိုအပြုံးမျိုးလေးအခုလာပြုံးပြအောင်နော်အခုကြည့်ချင်တယ်အားလုံးမင်္ဂလာပါဗျာဒီ31ရက်နော်တလင်းနာနေပေါ့၄နာရီ45ပေါ့နော်ကျွန်တော်အလောက်ကပြန်လာတော့အခုမနက်ကမှအခုနောက်မှကြည်ပြကပ်ပြီးအပြီးလေးပြန်လာလို့ကျွန်တော်စကားနဲ့ပြောနေတယ်ပို့လေးတက်လိုက်တာအခုမှကျွန်တော်တက်တော့တက်တာတော့ကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာအေဂျီမဆိုတဲ့ပို့လေးကလုံးဝနားရလို့ကောင်းလို့နည်းနည်းဒီကငုံကျွန်တော်စကားလေးနည်းနည်းပြန်ပြီးပြောချင်လို့ညီမလေးကိုအေဂျီမသိပါသေးနော်ဟဲ့ရထုံးနေရအေဂျီမတော့မဟုတ်ဘူးလို့နော်ရွှေဘူကအေဂျီမကြီးငွေလိုတဲ့ရိုးသားသားရှာပါဟုတ်ပြီလားTikTok ဆယ်ရီဖြစ်ဖို့ငွေရှာပေါ်လေးတဲ့ရွှေဘူကငွေလိုလို့အေဂျီမကြီးနော်နေပါနဲ့မောင်ပြောလို့ရင်မခုံနဲ့တောထဲမှာသွားကြည့်ရောနော်မခုံမနေဟုတ်ပါသူမြိုက်တဲ့နိုင်ငံလုံးကိုအသက်တွေအိုးအိမ်တွေစီးတဲ့ဥစ္စာတွေနော်ဆုံးရှုံးပြီးတဲ့အချိန်မှာနေကမောင်ပြောလို့ရင်မခုံယနေ့ခင်လောက်ရတာမောင်ပြောလို့ရင်မခုံဘူးဆိုတော့ဒီမှာရင်မဲခုံဖင်မဲတုံနော်ဖင်တုံနဲ့ဒီမှာတော်တော်ကျွန်တော်သွားတုံဟုတ်ပြီလားတိုင်းမတက်ပြီးတော့ရတဲ့ကြောင်းမကြော်ညာတဲ့လေဟုတ်ပြီလားတိတ်ဖင်မရနဲ့နော်သူကအကန့်ရှိတယ်ညီမလေးရဲ့တော့ပေါက်တာမဟုတ်သားတယ်မသားဘူးဒီချိန်မှာအနီးအစိမ့်အဝါးနားမလဲဘူး PDF တွေ BGF တွေ ABCD စာဘာနဲ့နားမလဲဘူးတနင်္ဂနွေတော့ကဖြစ်နေချိန်မှာအားလုံးပူဇော်တော့ရတဲ့ချိန်မှာနေရာမှာမောင်ပြောရင်မကုန်ဘူးတဲ့ကနေမှာကိုချင်းစာတရားမရှိတဲ့နေရာလူငယ်နွားအတ္တသမားနော်နှစ်ပြေဒုတ်ထိုးဖို့အတွက်ပဲနေစဉ်းစားပြောတဲ့စကားဒီစကားရိုင်းဝခွင့်တော့အမျိုးတွေအားလုံးနော်အားလုံးမြတ်ပြည်သူအားလုံးကျွန်တော်ကထဲပြောသမားထဲဆော်သမားနော်သုံးတယ်ပဲရတယ်တိတ်တဲ့စကားကျွန်တော်ကစကားဒဝဲသားစကားပြောမြန်တော့တတိယထားနော်ဒူးရင်တို့နေရတယ်ဒူအကန့်ရှိတယ်ဟိုဘက်ကဒီဘက်ကကိုယ့်အခါကိုခွဲထားရတယ်ဒူးရင်တို့သိရမလားဟိုမှာနှမပါဒီဘက်ဒီမှာပါသူကကန်သူခွဲထားတာဒူးရင်တို့နေရတယ်ဒူဆိုတာဟုတ်ပြီလားနေလို့ကျွန်တော်လေးအကန်ကျွန်တော်မှထားတော်လေးအကန်တော်လေးမှထားဒီကတနိုင်ငံလုံးကအသက်အိုးစီးစိဥစ္စာတွေစုံစုံနေချိန်မှာနေတက်ပြောတယ်နေဖင်ရမကြားတဲ့ဒူးရင်တို့မတော်တဲ့ဖင်တိတ်ပြီးမကြားတာနော်ဒူးရင်ညောင်မော်တော်တိတ်ရနေဖင်တိတ်ပြီးမတာမနော်ရွှေဘူကအေးကြီးမှငွေလိုတဲ့ကိုကယူတော်တော်မှသွားပြီးအေးသေးလို့နော်ဖြေရိုက်တယ်မလားတဲ့ရားတဲ့ဖင်ကိုလေဒူးရင်မော်တော်တဲ့ဖင်တိတ်ပြီးမကြားတယ်မတာမအေးကြီးမှနော်ငါတိတ်မပြောချင်ဘူးမရိုင်းချင်ဘူးနော်မနေ့ကမှတက်လာတာ